မေကုံမေရှာခွင့်ပြုပါရှင်ဗျာဟိုတပတ်တူရကျမ်းမာရေးရပါတော့ယောက်ျားလေးရတပတ်တစ်ခါဒါမှမဟုတ်တစ်လတစ်ခါအဲ့လိုတကူရတာပြီးတာရှိရပေါ့ရှင်ဗျာအဲ့ဒါဆိုရင်ရောကာမင်သူမိတ်ဆာစားကန်ထိုက်ပါသလားရှင်ဗျာအဲ့ဒါကခုနကအင်္ဂါလေးချက်နဲ့တိုက်ကြည့်ပေါ့နော်သူကအဂမနိယဝိတ္ထုမှမရှိတာနော်အဂမနိယဝိတ္ထုမသွားမလားထိုက်တဲ့ဝိတ္ထုမဟုတ်မရှိတဲ့အတွက်ကြောင့်ဒါကကာမင်သူမိတ်ဆာစားတာအပြမစရိယသီလနဲ့မဆိုင်ဘူးပေါ့နော်ရဟန်းတော်တွေကိုရင်နေဆိုရင်တော့ကိုရင်နေမှာဆိုရင်ဒဏ်ထိုက်တယ်ခေါ်တယ်ဦးဇင်းတို့စီမှာတော့ကိုရင်တွေကိုဒါပါခေါ်တယ်ဂရုကဒဏ်လို့ခေါ်တယ်နော်ဒါစာထဲမှာတော့ဂရုကဒဏ်လို့အသုံးတော့မရှိဘူးဒါပေမဲ့ဦးဇင်းတို့ကရဟန်းတော်တွေမှာကဒါတန်ခါတသက်အဘက်တင်တယ်နိရဟန်းတော်ရတန်ခါတသက်အဘက်တင်တယ်အဲ့တော့အချို့အဲ့ဒါမေးတယ်ကိုရင်တွေရောတဲ့အဲ့ဒါအပြစ်တင်မှာမလားကိုရင်တွေ10ပါးသီလမပါဘူးပေါ့နော်ကိုရင်တွေ10ပါးသီလမပါတော့ကိုရင်တွေကအဲ့ဒါအပြစ်မရှိဘူးလို့ကျွန်တော်ထင်ကောင်းထင်နေတာစာထဲမှာပါတယ်လေကိုရင်တွေဓာတ်ရိုက်ပြညတ်ထားတာမရှိပေမဲ့ဦးဇင်းတွေရဲ့ဝိနည်းထဲမှာအကုသိုလ်ဖြစ်တဲ့လောကဝိဇ္ဇအာဘက်တွေဆိုတာရှိတယ်အဲ့ဒီအကုသိုလ်ဖြစ်တဲ့အာဘက်တွေဆိုလို့ရှိရင်ကိုရင်တွေလည်းလိုက်နာရတယ်အဲ့တော့ကိုရင်မှာအဲ့ဒါဘာအဖြစ်ရှိလဲကိုရင်မှာအဖြစ်နှမျိုးပဲရှိတယ်လိန်ကြတာနဲ့ဒဏ်ကြတာလိန်ကြတယ်ဆိုတာကအဲ့ဒီအဖြစ်ကိုလွန်ကျူးလိုက်လို့ရှိရင်ကိုရင်ကလူထွက်ရတယ်သူပြန်ဆောင်စည်းမယ်ဆိုရင်တော့သူတီလာပြန်ပေးပြီးတော့ကိုရင်ပြန်ဝစ်ခွင့်ရှိတယ်အဲ့ဒါလိန်ကြတယ်လို့ခေါ်တယ်ဒဏ်ကြတယ်ဆိုတာကလူထွက်เสียမလို့ဘူးတရားထိုင်တဲ့ဒဏ်လို့ရေခက်တဲ့ဒဏ်လို့ဒဏ်ပေးလိုက်ရင်တီလာပြန်စင်ကြယ်သွားတယ်အဲ့တော့ခုနကဒွေကရာကိစ္စကြတော့သူကဒါဒဏ်ကြတဲ့အထက်မှာပါသွားတာပေါ့နော်အဲကြောင့်ဦးဇင်းတို့ကြောင်းတိုင်းမှာဆိုကလေးတို့ဒါဂရုကဒဏ်လို့ခေါ်တယ်ကိုင်းနေဂရုကဒဏ်ရှိရင်လာလျှောက်ပါသူကဒဏ်ပေးရတာပေါ့နော်ဂရုကဒဏ်တက်တယ်ဦးဇင်းတွေဆိုတော့တန်ခါတက်တဲ့အဘက်ပေါ့နော်အရှင်ဗျာဆက်ဆက်မေကုံမေရှာခွင့်ပြုပါအရှင်ဗျာဒါလို့အားဆိုရင်ဒီအဲ့ဒီကိစ္စအပြမစီရတယ်မှာမပါဘူးလားမဆိုင်ပါဘူးအပြမစီရမပေါက်30တခုခုလွန်ကျူးမှဖြစ်တာအခုကဘယ်သူမှလွန်ကျူးတာမဟုတ်ဘူးနော်ဒါကိုယ့်ရဲ့ကိလေသာစိတ်ပေါ့နော်ကိလေသာစိတ်မေကုံမေမြန်ကပြပါရှင်ဗျာအာပြမစရိယာတိတ်ခါပုံထဲမှာလေဒီမေထုံငယ်9ပါးဆိုတာကအကျုံးဝင်လားဗျမဝင်ဘူးမေထုံငယ်9ပါးကသူလားတီလညှိုးနှွမ်းကြောင်းတာဖြစ်တယ်ဥစဉ်ဒီစာအုပ်ရဲ့နောက်ပိုင်းလေးမှာမေထုံငယ်9ပါးအကြောင်းနဲ့ထည့်ရေးပေးထားပါတယ်သူကတီလညှိုးနှွမ်းကြောင်းတရားပေါ့နော်တီလမပြတ်ဘူးတီလကိုညှိုးနှွမ်းစေတယ်အဲ့တီလညှိုးနှွမ်းတယ်ဆိုလို့ရှိရင်ဥစဉ်တို့ဘယ်လိုခေါ်မလဲအပင်တပင်ဟာလေမဖွံ့ဖြိုးဘူးဆိုလို့ရှိရင်အသီးအနှံတွေဟာအားမရှိဘူးပေါ့နော်များလည်းမသိနိုင်ဘူးဒီတိုင်းပဲကိုယ့်ရဲ့သီလကမစင်ကြယ်ဘူးညှိုးနှွမ်းနေတယ်သီလတော့မပြတ်ဘူးသူကညှိုးနှွမ်းတယ်အဲ့တော့သီလညှိုးနှွမ်းတယ်ဆိုရင်အကျိုးပေးကမစွမ်းဘူးမတန်ဘူးပေါ့နော်ဒီလိုအဓိပ္ပာယ်ရတယ်ပြတ်တော့မပြတ်ဘူးညှိုးနှွမ်းတဲ့သဘောပဲဒီကုမေရှောင်းနေပါရှင်ဗျာကိုရင်ချင်းချင်းလွန်ကျူးကြရင်လိန်ကြတယ်ဆိုတော့လေအဲ့ကိုရင်တွေကရဟန်းပြန်ပြီးခံလို့ရပါသေးလားဗျာသူတို့ဒီလိုပေါ့လိန်ကြတယ်ဆိုလို့ရှိရင်သူတို့ကိုမေးရတယ်ကိုရင်တို့ဒီလိုပြစ်မှုလုပ်ထားတယ်ဒါလူထွက်ထိုက်တဲ့ပြစ်မှုဖြစ်တယ်အဲ့တော့စောင့်စည်းမှလားမစောင့်စည်းဘူးလားမေးရတယ်နောက်တစ်ခါကြည့်လို့မလုပ်တော့ပါဘူးလိမ္မာပါတော့မယ်ဆိုလို့ရှိရင်တော့သူတို့တီလာပြန်ပေးပြီးတော့ကိုရင်ဝင်းနဲ့ထားပြီးရဟန်းပြန်ခံပြီးလို့ရတယ်အကဲမစောင့်စည်းဘူးနောက်လည်းဒီလိုမျိုးပြစ်မှုတွေလုံးနေအောင်မှာပဲဆိုရင်တော့လူထွက်ပလိုက်ရမယ်စောင့်စည်းမှာမလို့အာမခံချက်ပေးမှသာကိုရင်ပြန်ဝတ်ပြီးတော့ရဟန်းခံပေးရမှာပါရဟန်းခံလို့ရပါတယ်နော်ဟုတ်မေကုံမေရှာခွင့်ပြုပါရှင်ဗျာခုနကတော့မေခုံးပေါ့နော်ဒီဥစ္စာဒီယောက်ျားလေးတွေကတကိုရီဒီလိုမျိုးပြုတ်လုပ်တဲ့အခါမှာဟိုတဆုံတယောက်ပေါ်မှာစိတ်ကညှွတ်ပြီးတော့ပေါ့နော်စိတ်ကလှမ်းညှွတ်ပြီးတော့ကိစ္စကိုဆောင်ရွက်လိုက်တယ်ဆိုရင်ဒါကန်ထိုက်ပါသလားဖေမနောကအကုသိုလ်ပဲလေပေါ့နော်ဟိုလိုမျိုးတဝုစယောက်ကိုကာယကံမြောက်ဝစီကံမြောက်လွန်ကျူးတာမှမဟုတ်တာဒါတော့ကာမိတ္တမစ္ဆာကံလည်းမဆိုင်ဘူးအပမဆက်လည်းမဆိုင်ဘူးဒါပေမဲ့အကုသိုလ်ပဲပေါ့နော်အကုသိုလ်ပဲအဲစစကပြောခဲ့သလိုအကုသိုလ်ဖြစ်တဲ့ကိစ္စတွေကတက်နေတယ်များတော့ရှော့တာကောင်းပါလေနော်အကုသိုလ်ပဲဗျာခုနဆရာတော်ကြီးပြောသလိုလေကံမထိုက်တိုင်းလည်းလောက်ကောင်းတာမှမဟုတ်တာနော်ဟိုတချို့ဆိုရင်ပြောမှလေနော်ကိုယ့်ဘာကိုဖြစ်နေတဲ့ကိစ္စဘယ်သူမှလည်းမထိခိုက်ဘူးပေါ့ဆိုတော့ဒီဟာတွေကအချိန်ကြီးများလာတဲ့အခါမှာကိလေသာစိတ်တွေကအာကြီးလာတယ်လေမိုးရေလေးတွေကတစ်စက်ကြာဒီတစ်စက်လေးကဘာမှမဖြစ်တော့ဘူးဆိုပေမဲ့အချိန်ကြီးများတဲ့အခါအိုးပြေသွားတာပဲပေါ့ကုသိုလ်ဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖြစ်အချိန်ကြီးများလာတဲ့အခါမှာကြီးမားတဲ့အကုသိုလ်တွေဖြစ်လာတာပဲလေနောက်စိတ်ပါဝါမိုင်းပါဝါတွေကြာဆင်းတယ်ကိုယ်စိတ်ရဲ့ကိုထိန်းချုပ်နိုင်မှုတွေအားနေတယ်နော်တကယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရဟန်းတော်တွေဆိုလို့ရှိရင်ဒါဒီအပြစ်ကိုလုပ်လို့ရှိရင်တန်ခါတက်တက်အဘက်တက်လို့ဘုရားဟောတယ်တကယ်ဆိုရင်ဘယ်သူကမှလည်းထိခိုက်စေတာမဟုတ်ဘူးလေဒါပေမဲ့ဘုရားကဒါမလုပ်တင်မလုပ်ထိုက်ဘူးဘာလို့လဲဆိုတော့ဒါစိတ်ကိုထိန်းချုပ်မှုအားနေတယ်ဒါလေးမှမနိုင်ဘူးဆိုရင်တခြားဟောက်စာတွေမှာလည်းစိတ်ကိုထိန်းချုပ်နိုင်မှုစွမ်းအားတွေကြာဆင်းသွားတာပေါ့နော်